ထိုင်းနိုင်ငံကိုရောက်လို့ရှိရင်ပထမဦးဆုံးရောက်မဲ့သုဝနာဘုံမီလေဆိပ်ကကမ္ဘာအကောင်ဆုံးလေယာဉ်ကွင်းတွေထဲမှာတစ်ခုအပါဝင်ဆိုတာသိကြတယ်မဟုတ်လားဒီလိုမျိုးခင်မီလာပါတဲ့လေယာဉ်ကွင်းကြီးရဲ့အောက်မှာမွေဟောက်တိုင်တန်းတစ်ခုရှိနေပါလေဒီလေယာဉ်ကွင်းကြီးကိုစတင်တိစောက်ကြတဲ့ကမတော်တဆမှုတွေနဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေအများကြီးဖြစ်ခဲ့ပူပါတယ်ဒါကြောင့်ပဲထိုင်းလူမျိုးတွေကဒီနေရာမှာတရေရှိနေရလို့ယုံကြည်လက်ခံခဲ့ကြတယ်2006ခုနှစ်မှာလည်းလေယာဉ်ကွင်းစတင်ဖွင့်လှစ်တော့မယ့်အချိန်မှာထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။ဒီလေယာဉ်ကွင်းဖွင့်ပွဲလုပ်နေစဉ်အတွင်းမှာဘုန်းကြီးတန်ဃာတွေကပရိတ်ရွတ်ချင်နေလုပ်နေစမှာပဲဒီရက်ထဲကနေပြီးတော့ဝန်နှန်းကောင်လေးတယောက်ကိုဒီမွေဟောက်တိုင်တန်းအဖိုးမင်းလို့ခေါ်တဲ့အဖိုးကိုတယောက်ကပိုးကပ်ပြီးတော့မှဝင်ရောက်ပြောဆိုခဲ့တယ်။သူပြောခဲ့တာကဒီနေရာမှာငါတို့တွေရှိနေတယ်။ဒါကြောင့်မို့လို့ဒီနေရာမှာငါတို့အတွက်နေစရာနန်းတစ်ခုကိုစောက်ပေးရမယ်လို့ပြောဆိုခဲ့တယ်။ဒီဖြစ်ရပ်ကကောလာဟာလာသတင်းတစ်ခုသက်သက်တော့မဟုတ်ပါဘူး။ဒီအဖြစ်ဖြစ်ခဲ့တဲ့အကြောင်းကိုဗီဒီယိုမှတ်တမ်းနေမှာပါယနေ့ထိတိုင်းကျန်ရစ်နေစေပါ။ခရီးသည်နဲ့လေယာဉ်ဝန်ထမ်းတွေကရှေးဟောင်းထိုင်းရိုးရာဝတ်ဆောင်ဝတ်ဆင်ထားတဲ့အမျိုးသမီးတယောက်ကိုမကြာခဏဒီလေယာဉ်ကွင်းကြီးထဲမှာပဲတွေ့မြင်နေကြရတယ်လို့ပြောကြတယ်။စိတ်ပညာရတော့ဒီလိုလေယာဉ်ကွင်းလိုနေရာတွေကလေယာဉ်စီးရတာပင်ပန်းတာအကြောင်းစိတ်ကြောက်ခရက်ခြောက်ခြားမှုတွေအလုံးမဖြစ်နိုင်တဲ့နေရာတစ်ခုလို့ပြောကြတယ်။ဒါကြောင့်ပဲဒီလိုမတော်တဆမှုတွေကိုမြင်တွေ့နေရတာလို့ဆိုကြပေမဲ့လည်းတနေရာထဲမှာပဲဒီလိုမျိုးသမီးကိုလူပေါင်းများစွာမကြာခဏပုံစံတူနဲ့တွေ့မြင်နေရတယ်ဆိုတာတော့အလုံးမထူးဆန်းပါပဲ။ဒီလေရင်ကွင်းကြီးကတိတ်ဆိတ်နေတတ်နေတဲ့ညအခါတွေမှာဆိုရင်လေဘယ်ကထွက်ပေါ်လို့ထွက်ပေါ်လာမှမသိတဲ့ထိုင်းရိုးရာဂီတတေးတန်တွေကိုလည်းကြားနေရတတ်တယ်။အတန်ချက်ဆက်တွေကချိုရွဲနာလို့သိပ္ပံနေကြဖြည့်ရှင်းပြနိုင်ပေမဲ့လည်းဒီဂီတတန်ထွက်ပေါ်လာတဲ့အခါမှာလေရင်ကွင်းတစ်ကွင်းလုံးကအတန်စနစ်တွေအလုံးပိတ်ချထားတဲ့အချိန်တွေမှာပဲဒီဂီတတန်တွေကထွက်ပေါ်လာတတ်ခဲ့ရပါဒီလိုမျိုးခြောက်လန့်မှုတွေအရန်အောင်များပြားလာတာကြောင့်ပဲထိုင်းဆိုရအာဏာပိုင်တွေကဒီလေရင်ကွင်းပတ်ပတ်လည်မှာနတ်ကွန်းကြီး၈ခုကိုပတ်ချလဲစောက်ပေးခဲ့ရပါတယ်ဒါကတော့ခေတ်မီနည်းပညာတွေတည်းကယုံကြည်မှုတစ်ခုပါပဲဒီလိုလေရင်ကွင်းနဲ့ဝိညာဉ်တွေအကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့2012ခုနှစ်ကထွက်ရှိခဲ့တဲ့407 Top Fly ဆိုတဲ့ရုပ်ရှင်ကြည့်ကြည့်ကြပါလေရင်မော်ကသွေးပြက်ဖွယ်စိန်စားတဲ့အကြောင်းခြောက်ခြားစရာကောင်းလို့ရိုက်ကူးပြသထားပါနောက်နေ့တွေမှာလည်းနောက်ထပ်စိတ်ဝင်စားပွဲကောင်းတဲ့ကဘာပေါ်ကထူးဆန်းတဲ့ပရလောကဖြစ်ရမှန်အကြောင်းတွေကိုတင်ဆက်ပေးမှာမို့လို့အကောင့်လေးကို like and follow လေးလုပ်သွားခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ် YouTube channel ကပရိသတ်တွေကလည်း channel လေးရပေးရ notification ခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်